ဆောင်ပေးတဲ့သူတွေချစ်စများတင်ပါတယ်ရှင်ဟာပေါ့မင်္ဂလာပါရှင်အောက်ဘက်အင်ကြီးတို့ပေါ်ဆွဲတင်ပါလားဟာပေါ့ကြားတဲ့အင်ကြီးတင်ပါတယ်အိုင်နဲ့တဲ့ဒီမှာခေတ်နာတိုင်းကြီးတားကျူတော့တယ်မဲမှာပဲဒီဘက်တကူလုံးမှာဖွေးတိုင်းတရားမှမဲပါစီတကူလုံးမှာပဲရဆိုလို့စပီရိတ်တကူလုံးမှာဖွေးတယ်မဲတယ်ကျူပြီးတော့တိုင်းတိုင်းကျမတို့ရတဲ့ယောက်ျားတော့ကံကောင်းမှပဲရှင်နေညပြီးပြီးတော့ share ကိုထိုင်ကြည့်လို့ရအောင်ကျမဲတို့တန်းချင်ဘာဖြစ်မှလဲအင်ကြီးချင်းဖြစ်ဒုတိယဝယ်လက်ဆောင်ပေးတယ်နင်တို့တွေဒီတိုင်းအားချောင်းနေကြကြလားသိလားဒုတိယဝယ်ငါ့ကိုလက်ဆောင်ပေးနင်တို့တွေအားချောင်းနေကြသိလားချလိုက်ပြီတခုတည်းဘာတလို့လို့ရ
ချင်းကြီးက10ခုလောက်ချဖို့အေးရေးရတယ်စာချင်းချတော့10ခုလောက်ချဖို့အေးလိုက်တိုင်းဆက်ပူလိုက်တယ်လက်လက်ရှယ်ချလိုက်ချမချခင်ကျမရောင်းတဲ့ဂိမ်းကောက်လေးတော့ဝယ်ကြကျမကိုရောင်းပြီးနဲ့တကောက်ရောင်းပြီး9000ပေးမယ်အာမလို့ပတ်စံလို့အာမလို့လိုက်ရောင်းပြီးတဘလုံးချချင်တာအေးချဒီဘက်ကပြားဒီဘက်ကဒီလိုလောက်ထားရောင်းမလည်းမသိတော့ချမ်း I'm gonna say it right now sing your favorite song BBB တယ်လက်သေးလို့လွှဲလိုက်မယ်ဟဲ့ပျော်သွားပြီကိုကြီးဖုန်းနံပါတ်ပေးပါမယ်ကိုကြီးချစ်သွားပြီအဲ့လိုမျိုးချစ်တာအဲ့လိုမျိုးချစ်တာဒီကိုလုံးချခြင်းစပွန်ဆာပေးလိုက်တွေ့လားသူများရဲ့လက်ဆောင်ချတာမကြည့်လိုက်စမ်းဒလက်ဆက်ချတာငိန်အောင်ငိန်တွေ့လားမလီကြိုက်တာအဲ့လိုမျိုးကြိုက်တာသူများရဲ့အဲ့လိုမျိုးလက်ဆောင်ပေးတာနော်ငါအဲ့ဒီလူမျိုးတပြည့်ပြည့်နဲ့သဘောကျလိုက်လက်ဆောင်တွေ share ပေးနေလို့ဒီမျိုးရဘာမှမပေးဘူးဘလောက်လဲတောင်းပြလိုက်မယ်ရလားရပါတယ်ရှင့်ကျေးဇူးအများကြီးတင်ပါတယ်ရှင့်ဟိုရတယ်ကွန်မလိမ့်မတက်ဘူးလေချစ်ဖို့ကောင်းနေတာလူချစ်လူခင်ပေါ်များအောင်နေပါရဲ့ရှင့် somebody told me မင်းမချစ်တဲ့မျိုးတော်ကအမြန်ဘန်းခံရတယ်ဖိုးတဲ့ဘာလို့ဘန်းခံရလဲလို့ဘန်းခံရတာလေပြောပြပါရောက်လာတဲ့ဖူးလေးတွေဟုတ်ကဲ့ကြည့်ပေးပါမယ်ရှင်ခဏလေးပါနော်မလေးပြောင်းလာလေငါမျက်နှာတက်ပြောင်းလိုက်တာငါတကယ်ပေးရထင်းနေတာငါ့ကိုတက်ကိုပြောင်းလိုက်တာကြည့်လားဘယ်လိုရောက်မှလဲ40တဲ့ပေးပြီးတော့ငါမျက်နှာပြောင်းတာကြည့်ငါတကယ်ထင်းနေတာတကယ်ပေးရထင်းနေတာ40တဲ့ငါ့ကိုလွှဲလိုက်တယ်လေကြည့်လား
မစနဲ့လေစရမယ်အရာမှမဟုတ်တာ4000ဆိုရှင်မဲပြောတော့အခုကရှင်က4000မဟုတ်40လေဒါအစမ်းလေအော်ကျေးဇူးမပြောတော့ငါအဲ့လောက်ကြည့်ကြငါအဟုတ်မှန်နေရလေဒီတော့လည်းငါ့ကိုမစကြပါနဲ့မစကြပါနဲ့ငါတကယ်ထင်းနေတာငါပြောနေလက်သေးသွားလို့ပေါ့နည်းနည်းတော့ဝမ်းနေသွားတယ်။အော်ငါနေ့လေကျရင်လက်သေးသွားလုပ်မယ်ဆိုပြီးပျော်နေတော့ရှိသေးတယ်။မပျော်တော့ဘူးခုလောက်ချီတလူကကတ်ဘာကတ်ပြမပူလာတယ်ပူလာပေါ့ချင်းကိုက်လို့တာချင်းအောင်ပေါင်းတာတီးတော့အောင်ခေါ်ရေလဲပေးတာပုံပဲငါ့မျက်နှာလားပြောင်းစိတ်ထဲမှာတကယ်ဝမ်းနေတော့ဟောနေ့လေကြာရင်တော့ငါလက်သွားလုပ်မယ်ဆိုပြီးတော့ပြောနေတော့ရှိတယ်16လက်ဆောင်ပေးကြအောင်လေလက်ဆောင်ပေးကြပါအောင်ဆိုမှာပဲဟောနင်တို့ကလေလာစနေတာသိလားတကယ်လည်းပတ်စံမပေးပဲနဲ့နင်တို့ကငါ့ကိုပတ်စံပေးမယ်ဖုန်းနံပါတ်ပေးဆိုငါဖုန်းနံပါတ်ပေးလို့ပြတာနင်တို့တကယ်လည်းမပေးဘူးငါ့မျက်နှာပြောင်းသွားကြအော်တကယ်ပေးမယ်ထင်တာငါဖုန်းနံပါတ်လေးပေးလိုက်ရပျော်လုံးမျိုးအော်ငါလက်သေးသွားလို့မယ်ပေါ့နေ့လေကြာရင်ငါတွေးတာ
လောပတ်စံနဲ့တကယ်ပေးရောမျက်နှာလာပြန်ပြီလားဝမ်းနေတော့ဟုတ်တယ်လက်ဆောင်လည်းမပေးကြဒီဘူးလည်းအပြူကိုလည်းလူပြူဆိုတော့အမှစတွေ့ရတယ်။ဘာတွေ့ရပြောပါ။ဘာတွေ့ရတယ်။ဖိုက်ဆိုင်။မော်ဒီလေးစားလိုက်ပါ။မော်ဒီလေးစားလိုက်ပါ။မော်ဒီလေး။ဖတ်ကြအောင်လေ။ဘာလို့ဖတ်ကြမှာလဲ။ဒီနေ့နေ့ပြောဘာလို့ဖတ်ကြမှာစားကြပါမြန်မာလူမျိုးပဲမြန်မာလူစားမှာပေါ့ပူတယ်ပြောမှာပေါ့လေခေါင်းမောကက်နေရတယ်ဟုတ်တယ်စားကြပါစားကြပါဒါနောက်ဆုံးလက်ချက်
ပေးကြံသွားပြီခဏလေးနေတော့နော်စီးလိုက်အောင်ပဲစက်ကလေးစက်ကလေးစီးလိုက်အောင်နားလေးနော်ကဲပြီးသွားပါပြီ kiss ဇက်ကလည်းတိတိလေးနေပဲလိုက်တာအကြီးလေးကြိုက်တယ်ကြီးလေးစားတာပုံမှန်လေးအတက်ကဟွာပါရှင့်မိဘူးတက်ကခုမှ12ဟွာလေး15နှစ်ပဲရှိပါသေးတယ်ရှင်15နှစ်ပဲရှိပါသေးတယ်မိဘူးစီကိုအခြေရထားနဲ့လာခေါ်ပြီးတန်ရောစင်တရားကိုဖျက်လို့အချင်းတော်ဥယျာဉ်စီကိုခေါ်သွားတယ်ဟုတ်တာအာလားတယ်အာမုံတော့တဲ့ဟုတ်လို့လားပြီးရတယ်လုံးနေရလုံးလာနဲ့အသက်နဲ့ဘာဆိုင်လို့လဲအဲ့ဒါကြည့်တာနဲ့မယုံပါဟုတ်ခုခေတ်12နှစ်10နှစ်အရွယ်ဆိုတာနဲ့ဒီလိုမျိုးဖြစ်နားတော့စက်ကနှခမ်းညီလည်းဖြတ်လိုက်တော့နေရာကိုကြမိုးထကြုံရွာနေတော့မကြောက်နေရာကိုကြဖြစ်အဲ့ရတွေကကိုရီထက်တောင်းနဲ့ပိုစရာကြရဟုတ်တယ်
Do I'm Oh, me, she, me, oh, me, she,သမီးတက်က16နှစ်လို့ကိုကြီးကလည်းအေးလို့စိတ်ချကြအောင်မင်းတို့ငါပဲကြည်နေကြတယ်16ကိုနှစ်ခါပေါင်းတော့ဟုတ်တယ်ငါအသက်ကြီးကဟိုဖြစ်သွားမှာပေါ့အေးညီတို့ကလည်းရှိရပါတော့အသက်14-15နဲ့ရှယ်ကိတ်တဲ့ sorry အများကြီးပြောပြလိုက်စီအောင်ပြောပြလိုက်တီးအောင်ပြောပြလိုက်ဟောမရှိတော့ဒီလိုလေးကြည့်ပြီးကြပါနော်ဒီလိုလေးကြည့်ပြီးကြပါလို့နော်မရှိပါဘူးလေတွေ့ဘူးလေအဲ့လောက်မတွေ့ဘူးလေရှိရနော်တိတ်ကက်ထားလာတဲ့ခေါင်းပြောက်နေတယ်ခေါင်းရှိရခေါင်းမပြောက်ဘူးနော်ဒီတော့မမြင်တာပဲနေမပြောက်ဘူးမမြင်တာဟုတ်ကဂီတာတီးရင်ဟုတ်တယ်သူများအဆောင်မှာငှားနေရလေသူများအိမ်ကအဆောင်မှာငှားနေတာလေဂီတာတီးမှာပေါ့သူ့အိမ်ပဲသူတီးမှာပေါ့နေပါထားလိုက်ပါမြုပ်နေပါနဲ့လက်ဆောင်တွေပေးကြအောင်ငါလက်ဆောင်လေးပေးကြအောင်ညီးတို့ဒီတိုင်းပဲနေမနေကြနဲ့ဒီတိုင်းပဲနေမနေကြနဲ့လက်ဆောင်လေးပါလေးလည်းပေးကြအောင်လက်ဆောင်လေးလည်းပေးကြအောင်ညီးတော့ရေနော်မပြောကြည့်ရင်အဲ့ဒါကိုကြည့်ကြစိတ်ပဲနော်ဘေးဆောင်အိမ်ရတာအနောက်ကနေထဲထိုင်ရှဲပဲအော်မြန်မာလေးညီတော့ဘိုင်ပြိုးနေကြညာမပြောတော့လက်ဆောင်လေးပေးကြအောင်နော်လက်ဆောင်လေးပေးကြပါအောင်ကိုကြီးတို့ရေမာကြီးတို့ရေဖိုးကြီးတို့ရေဘဘကြီးတို့ရေလေးကိုရှာတယ်လေးဝီနဲ့စင်တက်လို့ရနေရတယ်ဖူးရောဂီတာတီးပြလေဂီတာမှမတီးတတ်တာ
စိတ်တစားကမြာခဲ့နာမတွေ့တစ်ခုရောက်လာခဲ့ချိန်လားရူဖြစ်တဲ့မြာခဲ့ဒီဘီနဲ့ပြောလို့ရတယ်လာပြန်ပြီနောက်တစ်ယောက်နင်တို့ငါ့ကိုအဲ့လိုပြောပြီးဂျင်းထည့်သွားကြတာတကယ်လဲလွှဲပြရတယ်မဟုတ်ငါအခုလက်သေးလုပ်ချင်တယ်နင်တို့ငါဝိုင်းပြီးလက်သေးလုပ်ပေးကြလက်သေးလုပ်ချင်နေတာနော်တကယ်ဟာခေတ္တတီးတဲ့သူတွေကိုတဲ့မိန်းကလေးတွေကြိုက်တယ်ဆိုတာတကယ်လားဖို့တဲ့မိဖို့ကတော့အဲ့လိုမျိုးတော့မရှိဘူးနော်မေဖို့ကအမှန်ဟောတယ်ဘာမှမချက်ဘူးလားမေဖို့ကမချက်ပါဘူးเนาะချက်လဲမချက်တတ်ပါဘူးရှင့်ဒီကောင်းလာတယ်မကောင်းပါဘူးရှင်ခေါင်းကပ်ပလတ်စတိုင်းနဲ့ပါဂီတာတီးတဲ့ရင်စောကြည့်ရကြားဘူးလို့အဲ့ဒါကြတချို့ကောင်းမလေးကြာဂီတာတီးတဲ့တာကြိုက်တယ်မေဖို့ကကြတော့အဲ့လိုမျိုးလဲမဟုတ်ဘူးကိုတယောက်တည်းအတွက်ပဲတည်ရမလားတီးတန်တီးပြီးတဲ့သူမျိုးဆိုတော့ကြာဒီစိုက်ပြောပြရတယ်29ပါရှင့်စတာ3636စတာ45ပါရှင့်ဟုတ်တယ်ဘရာဆိုင်ကို45တင်ဆိုင်က62မေဖူးတယ်မနေ့ဆိုပဲချိန်ထလဲတဲ့မေဖူးမနေ့ဆိုရင်6နိုင်ထပါတယ်6နိုင်တန်းထပြီးတော့ live stream တန်းလွှင့်ပါရဲ့ရှင့်မနေ့6နိုင် live stream လွှင့်နေနော်လာခဲ့ကြထပြောပါလားဗျာခေါင်းကိုက်နေလို့လဲနေတာပါလို့အကိုကြီးရဲ့36နဲ့ဆိုရင်ချော်ထွက်နေမှာပေါ့ချော်မထွက်ပါဘူးရှင့်ဘောလီဆိုင်နဲ့ကွက်တီပါပဲနော်တော့စလုံးလောက်40ကျော်ဟုတ်တယ်တကယ်ပြော45ခေါင်းကိုက်နားတော့လေးတယ်ပျော်လို့လွှင့်နေတာလေပျော်လို့ပေါက်ပန်းနေလားပြောတယ်ပေါက်ပန်းနေလားမပြောပါဘူးနော်လှဲ့ပြောနေတာပါလို့နည်းနည်းတော့ပြလေးတဲ့ပြထားရလေဒီမှာမျက်နှာကြီးဘာကြည့်ချင်တာလိုက်ပြီးရင်လည်းနားနေအိတ်လိုက်အောင်ဟုတ်ကဲ့ပါရှင်အိတ်လိုက်ပါမယ်ရှင်တင်ုံမယုံလေထပြပါတင်ုံယုံလိုက်ပါနော်တင်က60နှစ်ပါလို့တီးမယ်ပြတယ်တီးစီကွာတီးစီရတီးစီကွာရုပ်ပြည့်မမြင်ရပါလားရုပ်ပြတာမဟုတ်လေရှင်တို့ကလည်းရုပ်ကြည့်ချင်တာမှမဟုတ်တာဟုတ်တယ်မလားဂျေစုသူကနဲတာမဟုတ်ဘူးလေအုံးသီးလောက်ရှိတယ်အုံးသီးမဟုတ်ဘူးဟွာလောက်ရှိတယ်ပိန်းနေသီးလောက်ရှိတယ်ကျမ်းမာခြင်းတဲ့ဘယ်ရာမှအရင်မကြည့်ပါဘူးမေဖူးတယ်ဟုတ်ကဲ့ပါရှင့်ခီးဆိုင်လိုက်ပါမယ်ရှင့်နိုသေးလေးတခြားပြအောင်မြင်အောင်ပြပါလားမပါဒီထက်ပြရင်လည်းနင်တို့တကူလုံးမြင်ရတော့မယ်နော်မပြောတော့အင်းကြီးကချောင်းနေတာလေစိတ်ရှင်းနေလို့ပဲအင်းကြီးကချောင်းတာငါဘယ်လိုလုပ်တော့မလဲဘာပြလဲတဲ့လောပြတာလောကဲဟုတ်ပြီလားအကူတိုင်းပဲထားပါအင်ကြီးကိုချောင်းချွတ်လိုက်တော့โอเคချွတ်လိုက်တော့မယ်နော်ချွတ်လိုက်ပြီနော်တကယ်ချွတ်လိုက်တော့ငါ့ကိုဘန်းကန်နေအောင်မလုပ်ကြနဲ့နော်ဒေါသတာဆန်အကုန်စုပြီးပွဲခံနေရလားဟဲ့အေးဖြစ်လောက်မယ်အဲ့ဒီမှာနေရောပါဝင်မလားနေရောပါတယ်မလားအမှန်တိုင်းပြောစမ်းအောင်နော်မျက်နှာကြည့်ရမဟုတ်ဆိုမျက်နှာမပြတော့အိမ်ကြီးဆိုတာလေတကယ်တော့ပကာသနာပါဟုတ်တယ်ငါတော့မင်းတို့အလုံးထဲမှာအယူသားဆုံးပဲအိမ်နာထဲမှာတဲ့ငါတဲ့ဟုတ်လားမပြောတော့ဘူးတဲ့ပြောအောင်ပြရတယ်ဒီတက်ပြောအောင်ပြရင်လည်းငါ့အောက်သာခေါ်သွားတော့ပြောပြလိုက်တော့ပေါ့တော့မင်းကွာမိုးလေရတယ်လာချွတ်လေလာ
ချွတ်နိုင်လားချွတ်လဲလားချွတ်ပေးမယ်ချွတ်နိုင်လားချွတ်လဲချွတ်ပေးမယ်ချစ်တဲ့မျက်လုံးနဲ့ကြည့်တာတဏမျက်လုံးနဲ့မကြည့်အမေအမတကွက်လာခေါ်မဲတယ်လိုက်มาလားလာခေါ်ရင်လိုက်ခဲ့မယ်လာခေါ်လိုက်လက်ဆောင်လေးပေးကြအောင်လို့ဒီတိုင်းပဲနေမနေကြနဲ့လက်ဆောင်လေးလည်းပေးကြငါလက်ဆောင်မရသေးဘူးရှင်များနဲ့အားလုံးကိုတိမ်တာမျက်နှာလွယ်ပြီးဘာမှမကြည့်ချင်ဘူးကွာအဲ့ဒါ तू ပြောရနော်မျက်နှာလွယ်ဘာမှမကြည့်ချင်ဘူးလေ तू ပြောရနော်အဲ့ तू ပြောတာငါဘာမှမပြောဘူး तू ကမျက်နှာလွယ်ဘာမှမကြည့်ချင်ဘူးလေအဲ့တော့ငါစေတနာဖြည့်ပေးမယ်โอเค तू ပြောလိုက်ပြီဆိုတော့ငါတိမ်လိုက်ပြီသူတို့စတာကိုလက်ဆောင်မရသေးဘူးဆိုတော့ဘယ်လိုပြောရမလဲဟောလက်ဆောင်မရသေးဘူးလို့ပြောတာလက်ဆောင်ပေးခိုင်းတာโอเคမျက်နှာရဲ့အလားတရားပဲကြည့်ချင်တာတဲ့မျက်နှာရဲ့အလားတရားပဲကြည့်ချင်တာဆိုโอเคမျက်နှာပဲပြရမယ်အစမပြတော့ဘူးပေါ့အုပ်လိုက်ပြီစင်ပြေသွားပြီဟုတ်တယ်မလားအားတော့ကုန်ကြည့်ပါအားတော့ဘာလာထောင်းနေဟုတ်တယ်မလားအဲ့ဒါသူ့ကိုသွားပြောသူကငါ့ကိုမျက်နှာပဲကြည့်ချင်တာလေဘာမှမကြည့်ချင်ဘူးအမေနာတာစက်မလောက်ပါနဲ့မလောက်ပါနဲ့ဟိုစတော့မလောက်ပါနဲ့တဲ့မလောက်ပါနဲ့ဆိုတော့ငါလက်ဆောင်ချပေးလေနင်လက်ဆောင်မချပဲဘာလုပ်နေကြတာလက်ဆောင်ကြမပေးကြနင်တို့လက်ဆောင်ဝိုင်းပြီးတယောက်တစ်ခုနှစ်ခုသုံးခုလေးခုလောက်ပေးရင်တော့မှငါ100ပြည့်ချင်းပြည့်သွားနိုင်တယ်လက်ဆောင်နေပေးကြအောင်ငါကံမကောင်းဘူးလို့ကံမကောင်းပါဘူးဆိုအဲ့ဒါတွေပဲပေးနေဟာရှော့လက်ဆောင်နဲ့အဲ့လက်ဆောင်ကြီးကိုက်စားလို့မရတာလက်ဆောင်ပေးကြပါလို့လက်ဆောင်ပေးကြပါလက်ဆောင်မရသေးလို့ပါကိုကြီးတို့ညီမလေးကိုတနားလက်ဆောင်ပေးကြပါကိုကြီးတို့လက်ဆောင်လေးပေးကြပါညီမလေးမှာကိုကြီးတို့လက်ဆောင်ပေးမှာစားမယ်တောင်းအမေဘွားဖြစ်နေလို့ပါကိုကြီးတို့ညီမလေးကိုတနာကြပါကိုကြီးတို့ original လားမမတဲ့အကောင်တော့ original ကြီးပဲအလုံးမလုံးပဲတဲ့ဘာနဲ့စားလဲတဲ့ဒီလိုပဲတောင်းစားလေအဲ live stream ပြီးသွားလို့ချင်းဟိုလမ်းဘေးမှာဟိုဖះသွားလေဖះသွားပြီးတော့ခွက်တစ်လုံးလေးနဲ့တနန်းကြမှာကိုကြီးတို့မကြီးတို့မင်းမကျွေးမစားမယ်ဘောပါကိုကြီးတို့မကြီးတို့တရားနေလောက်တနန်းကြမှာကိုကြီးတို့မကြီးတို့ဆိုပြီးအဲ့လိုတောင်းပြီးအဲ့လိုတောင်းပြီးစားကိုကြီးတို့မကြီးတို့မင်းမစားမယ်တောင်းပဲဘောဖြစ်နေလို့ပါကိုကြီးတို့မကြီးတို့တရားနေလောက်စွန့်ကြကြမှာကိုကြီးတို့မကြီးတို့ဆိုအဲ့လိုတောင်းတာဒါလည်းအလုပ်ပဲလေဟုတ်တယ်အဲ့လည်းအလုပ်ပဲကျမ original လားလို့မေးတဲ့သူကိုကျမဘယ်လိုပြန်ဖြေရမလဲဆိုတော့ကျမ original ပါကျမရဲ့ live stream ကိုမမြင်ဘူးနဲ့တူတယ်ဟုတ်လားတက်လေးကို900ဟာချာ
ဘဲစီစားဖို့နေရလားဘဲစီစားဖို့နေမဟုတ်ဘူးနော်ဂိမ်းကောက်လာမင်းနေလို့ဖြေနေတာပါလို့အင်းနေလို့အောင်ရဘဲငေါက်တာခံရတာမဟုတ်ဘူးဂိမ်းကောက်လာမင်းနေတော့ဖြေပေးနေရှင်တို့ထဲမှာလည်းဂိမ်းတွေပါဝယ်ခြင်းတဲ့သူရှိရင်ပြောနော်မေဖူဂိမ်းကောက်လေးရောင်းမှုရှိပါတယ်ဂိမ်းကောက်3ကောက်ရှိပါတယ်9600နံတစ်ကောက်ရှိပါတယ်စကင်တွေအများကြီးပါပဲ high rank မှာရှိပါတယ်ရှင်စကင်တွေအများကြီးပါပဲနော်ပြီးတော့9600နံတစ်ကောက်ရှိမယ်31000နံတစ်ကောက်ရှိမယ်39000နံတစ်ကောက်ရှိပါမယ်ရှင်ဂိမ်းကောက်တွေရှိပါမယ်ဝယ်ခြင်းနဲ့ဆိုမေဖူရဲ့ chat box Telegram chat box ကိုလာခဲ့နော်မေဖူ info လေးပြပေးမယ်ရှင်လက်ဆောင်လေးတွေပေးကြပါအောင်နေနိုးတွေဘာလို့နေကြတာလဲတန်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 ဘာဖြစ်နေရလဲလို့ဘာဖြစ်နေရလဲပျော်ပျော်ပပလိုက်ရွှင်းလွင်နေရလေဘလို့ရံဖြစ်နေကြလဲရိုင်းနဲ့အောက်လုံးတွေမပါကြနဲ့နော်ဘာလို့လဲဆိုတော့မေဖို့ခုလိုက်ရွှင်းလွင်တာကြတော့အပျော်သဘောပဲလွင်တာပါရှင့်ရိုင်းနဲ့အောက်လုံးလေးမပါကြပါနဲ့နော်